ဒီဟာလေးလေးခဲ့တာလာကြွားတာပေါ့နော် point နဲ့လေးတာတန်နေရောပဲ point 9ရွက်လောက်တည်အဲ့နဲ့လေးတာပေါ့နော်ကြစ်ချင်တော့လုတ်ခဲ့ဆရာကြီးကဗါလဲကြစ်ချင်တော့လုတ်တော့ဟိုအစပလာကြီးကြိတ်ဖို့ဆိုပြီးတော့ကြိတ်ဆက်ဝယ်ခိုင်းတယ်ကျမလည်းဘေးရမလဲကျမပတ်စံနေဝယ်မပေးနိုင်ဘူးလို့point နဲ့လေးမယ်ဆိုပြီးတော့point နဲ့လေးခဲ့ရပါတော့စိတ်ကြီးဆိုင်မှာ point နဲ့လေးခဲ့ရဒီနေ့ရနှစ်ပတ်တော့ကြာတယ်စကားမဆက်ဒီတစ်ပတ်ရဲ့ကြစ်ချင်တော့ကအော်ဒါစကောက်နေပြီပေါ့နော်အော်ဒါတင်လို့ရပါပြီလို့ပြီးလို့ရှိရင်အခုကလေကြစ်ချင်တော့မှာမယ်ဆိုရင်ကျမကိုဒီ900တန်းတရားလဲ900တရားလဲ900ပဲသူကဘူးကတခါလေတရားတက်ဆန်ဘူးပြက်တာဖြစ်တဲ့အတွက်ကျမဒီမျိုး900တန်းကိုဒီဘူး2မျိုးသုံးနေပေါ့နော်အဲဒါတရားလဲ900တန်းတရားလဲ900တန်း gram ကအတူတူထည့်ပေးပါ gram ကအတူတူထည့်ပေးအဲ့ဒါဆိုရင်900တန်းကဘယ်နှဘူးပြီးလို့ရှိရင်1000တန်း1000တန်းဘယ်နှဘူးအဲ့လိုပြောမှာပေးပါတဘူးဆိုပြီးတော့ပြောလို့ရှိရင်ကျမ1000တန်းလား900တန်းလားဆိုမတေးကွဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျမအခု2မျိုးလောက်တာဖြစ်တဲ့အတွက်1000တန်းတဘူးဆိုရင်တဘူး900တန်းတဘူးဆိုတဘူးဆိုပြီးတော့ထည့်ပြီးတော့ပြောပေးပါလို့ကျမရဲ့ချက်ချတော့အပေးတဲ့သူလေးတွေကိုမှပြောချင်တယ်ပေါ့နော်အဲ့ဒါလေးချက်အဲ့လိုလေးမှာပေးပါပေါ့အဲ့ဒါလေးလာပြောတာပါဘိုင်ဘိုင်